အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ဘာဆော့ဝဲမှာထပ်သွင်းစရာမလိုဘဲနဲ့ YouTube ဗီဒီယိုကိုဘယ်လိုမျိုး download လုပ်လို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ YouTube ထဲကိုဝင်ပြီးတော့ download ဗီဒီယိုလေးကိုရှာလိုက်ပါမယ်ဒေါင်းမဲ့ဗီဒီယိုလေးတွေ့ပြီဆိုရင်အဲ့ဒီဒေါင်းမဲ့ဗီဒီယိုလေးရဲ့ link လေးကို copy ကူးခဲ့ရပါမယ်ဒီ link လေးရဆိုရင်တော့ကျွန်တော်ဒီအပေါ်ဘက်လေးမှာရှိပါတယ်အကောင်လေးကို copy ကူးလိုက်ပါမယ်copy ကူးပြီးသွားပြီဆိုရင်တော့ကျွန်တော် website တစ်ခုလေးကိုထပ်သွားရပါမယ်အ website လေးကတော့ socialplat.io ဗီဒီယို download တာဆိုပြီးရိုက်ရှာလိုက်လို့ရပါတယ်အဲဆိုရင်ပေါ်လာပါလိမ့်မယ်ဒီအပေါ်သွားဟာလေးတော့ဝင်လိုက်ပါမယ် website လေးတော့ရောက်သွားပြီဆိုရင်ကျွန်တော် copy ကူးလာတဲ့ video link လေးကိုကျွန်တော်ဒီထဲမှာထည့်လိုက်ရပါမယ်ပြီးရင်ကျွန်တော်တို့ verify လေးပေးရပါမယ်verify လေးပေးပြီးသွားရင်ကျွန်တော်တို့ get video ဆိုတာလေးကိုနှိပ်လိုက်အောင်ပါပဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဆွဲမဲ့ဗီဒီယိုလေးရယ်ကျွန်တော်တို့ဘယ်ကျွန်တော် resolution နဲ့ဆွဲခြင်းလဲဆိုတာကိုအောက်မှာရွေးပေးရပါမယ်ကျွန်တော်ကတော့920ပဲဆွဲလိုက်ပါမယ်အကောင့်လေးကိုနှိပ်လိုက်ပါမယ်အဲ့ဆိုရင်ကျွန်တော်ဒီအတန်းလေးပြည့်သွားပြီဆိုတာနဲ့ကျွန်တော် download လေးဆွဲလို့ပြီးသွားပါပြီဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်